လာပါကျွန်တော်26ရက်နေ့အတွက်ကူရီကနာလေးပေါ့ကြိုင်ထိုးပါကျွန်တော်တို့ဝမ်းကျိနှစ်ခုအပြီးရှင်းလေးပေါ့9ရက်1ရက်2ရက်ပေါင်းချင်းဒီနှစ်ခွန်ဒီဝမ်းကျိ9ရက်3ရက်ခွန်ရက်ဒီနှစ်ခွန်ဒီဝမ်းကျိ3ရက်8ရက်6ရက်ပေါင်းချင်းဒီခွန်ဒီခွန်နှစ်ဝမ်းကျိခွန်နှစ်ဝမ်းကျိနောက်ကျကျွန်တော်တို့8ရက်1ရက်ပေါင်းချင်းဒီ3ညခွန်ဒီဝမ်းကျိ4ရက်ခွန်ရက်ပေါင်းချင်းဒီ9-3ဒီဝမ်းကျိ3ရက်1ရက်8ရက်ပေါင်းချင်းနှစ်ခွန်ဒီနှစ်4ဒီဝမ်းကျိကျွန်တော်တို့ဒီဝမ်းကျိနှစ်ခုမှာ20နှစ်ခွန်နှစ်ခွန်ဘူးခွန်ဘူးမှာကျွန်တော်တို့ဘာထွက်ခဲ့လဲဆိုတော့ခွန်ဘူးဆိုပြီးတစ်ခွက်ထပ်ပါတယ်ကျွန်တော်တို့ဒီဝင်ကြမှာနှစ်5နှစ်3ခွန်ဆိုတော့3ခွက်မှာကျွန်တော်တို့နှစ်5ဆိုပြီးတော့တစ်ခွက်ထပ်ခဲ့ပါတယ်ကျွန်တော်တို့ခုလာမယ့်ပတ်မှာတော့ခွန်နှစ်ခွန်လေးနှစ်ဘူးဒီချိန်မှာဘယ်ကောင်ထွက်မလဲဆိုတာကျွန်တော်ကြိုက်ကတော့နှစ်ဘူးကိုကြိုက်ပါလေကြိုက်ထိုးအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမပေါက်ကြပါနဲ့